အားလုံးပဲမင်္ဂလာပါလူခရင်းစီဆိုထားရင်လေးဟာနေဆိုတဲ့တခြင်းကိုဒီဆိုမှာဖြစ်ပါတယ်အားလုံးပဲလည်းဆိုပေးကြပါအောင်ရှင်